ဝန်ခွေအကူနဲ့စက်တူလုပ်တဲ့ငါးကန်လုပ်ငန်းကတစ်နှစ်ကိုအသားတင်3,200မြတ်တယ်အမြတ်ခွဲတဲ့အချိန်မှာတော့သူကမျက်နှာပြောင်တိုက်ပြီး3,980ကိုသူ့ယူသွားပြီးကျွန်တော်ကို3,000ပဲဖြစ်ပေးတယ်လင်းကြီးဒီ3,000ကမင်းအတွက်အပူစုကြီးပေါ့နောက်နေ့လုပ်ငန်းချိန်ရင်မင်းဆက်လုပ်ပေးအောင်အကူမင်းကိုမတရားမလုပ်ပါဘူးလို့ပြောလာတယ်တစ်နှစ်3,200မြတ်တာကို3,000ပဲခွဲပေးတယ်ဆိုတာဒါကပြောင်ပြောင်တင်းတင်းခေါင်းပုံဖြတ်တာပဲမင်းလိုကောင်မလေးကဘာနာလေလို့လေငါကပတ်စံထုတ်မြေထုတ်တာသူကလှုပ်အားဆိုင်ယုံတင်ငါရဲ့လုပ်ငန်းသာမရှိရင်သူ3,000တောင်ရမှာမဟုတ်ဘူးဒေါသထွက်ပြီးငိုတော့မဲ့ဝန်ထမ်းလေးကိုကျွန်တော်တားလိုက်ပြီးပတ်စံကိုအိတ်ထဲထည့်လိုက်တယ်ကောင်းပြီအခုတော့ဘောအတိုင်းပဲပတ်စံယူလိုက်မယ်ဒါပေမဲ့နောက်နှစ်တော့မလောက်တော့ဘူးလို့ပြောပြီးဒီပတ်စံနဲ့ရွာကအနက်အသက်ဆိုးတဲ့ရှုံယုံကြီးကွက်ကိုငှားလိုက်တယ်လာဝက်လောက်ကြာတော့အကူရဲ့ကန်ကရည်မြင့်မြန်ပြီးလက်တီအကုန်ပြေးကုန်ရောကျွန်တော်ရဲ့တီမိမီလို့အခေါ်ခံရတဲ့ရှုံကန်ရှိမှာတော့တပီနယ်လုံးကအကောင်းစားလက်တီကိုလာဝေဖို့အေးခန်းကားတွေတန်းစီနေပြီကျွန်တော်3,000ယူပြီးအပြင်ထွက်လာတော့ဝန်ထမ်းလေးစုရှင်ကနောက်ကနေအပြေးလိုက်လာတယ်ရှင်ဒီအတိုင်းပဲခေါင်းငုံခံလိုက်တာလားဒါဒီကရှင်ရဲ့ချွေးနေစာတွေလေဒီ3,000ကရှင်ရဲ့ရေထင်းကြီးစနစ်အတွက်ကုန်ချမ်းဝေဖို့တော့မလောက်ဘူးကျမတို့အထက်ကိုတိုင်လို့ရတယ်ကျမတက်တည်လိုက်ပြီကျွန်တော်ခြေလမ်းရက်ပြီးဒီမင်းကလေးကိုလှည့်ကြည့်လိုက်တယ်တရားမျှတမှုကိုမျက်နှာနဲ့ဒီရွာလေးမှာသူမရဲ့စကားတစ်ခုကနှစ်သိမ့်စကားပေါင်းများစွာထက်ပူတန်ဖို့ရှိပါတယ်ဒါပေမဲ့တိုင်လေးထူမှာမဟုတ်ဘူးကျွန်တော်ကအဆုရှိရဝေမဟုတ်တော့စကားများနေရုံပဲရှိမှာပါစူလီခုနကကျွန်တော်ဘက်ကပြောပြတာကြည့်စုပဲတကယ်တော့ तू ပြောတာလဲတိတ်တော့မမှားပါဘူးဒါပေမဲ့ तू တခွန်းအောင်မှားသွားတယ် तू မရှိလဲကျွန်တော်ပတ်စံရှာနိုင်တယ်ဒါဆိုဆက်ပြီးဘာလို့ဖို့စိတ်ကူးထားလဲဒီ3,000ကလောက်ပါတယ်စူလီကျွန်တော်ကိုကူညီပါအောင်ရွာကဟိုအနှံဆိုးတဲ့ရှုံမြေခွက်ရဲ့တစ်နှစ်ငှားကဘယ်လောက်လဲစုံစမ်းပေးပါကျွန်တော်အဲ့ဒီမြေကိုငှားမလို့ရွာကရှုံမြေခွက်ကိုလားရှင်ယူသွားပြီလားအဲ့ဒါကတိတ်မင်းမြေလေရှုံနေကမဲနေပြီးတော့အစိတောက်တွေလည်းအယမ်းများတယ်နွေရာသီဆိုအနှံ့ကနှံ့လုံးလို့မျက်စိတော့ဖွင့်မရဘူးမြက်တပင်းတော့မပေါက်ဘူးရှင်ရှိသမျှ3,000ကိုအဲ့ဒီမှာရင်းလိုက်ရင်ရေထဲပြစ်လိုက်တယ်လို့ဖြစ်သွားမှာပေါ့ကျွန်တော်ချက်ချင်းအဖြေမပြီးပဲရွာအစုံကအနှံဆိုးထွက်နေတဲ့ရှုံနုံအိုင်ကြီးစီကိုလမ်းလျှောက်သွားလိုက်တယ်လီအီးတွေချာမှာကျွန်တော်ပြုံးလိုက်မိတယ်တီမင်းမီကမကြခင်မှာတမျိုးလုံးမှာဈေးအကြီးဆုံးရွှေတွင်းကြီးဖြစ်လာတော့မှာချမ်းကြီးမင်းလင်ကြီးကိုအဖို့ဆက်တုံးကရင်မလက်နဲ့ပုတ်ပြီးပြောခဲ့တာလေအမျက်ရရင်တဝက်စီကွေးမယ်ဆိုပြီးခု3,200မြတ်တာတကယ်ပဲ3,000ပဲပြီးလိုက်တာလားဒီတည်င်းသားအပြင်ပေါက်သွားရင်ရွာလူကြီးတွေကမင်းကိုလူပေါင်းရတယ်လို့ပြောကြလိမ့်မယ်လီယိုတီကျွန်တော်မှပတ်စံရှိတာပဲဘာပစ္စည်းမဆိုဝယ်လို့ရတယ်စာချုပ်ချုပ်ချင်ရင်ဒီတစ်ခွက်ကိုအရင်ကုန်အောင်တောက်လိုက်အတက်ကိုမနှမျောဘူးလားထပ်တော့ရင်တော့ပတ်တူးမကဲနိုင်မှာမဟုတ်ဘူးဘန်ကနေငွေပြန်ဆက်ဖို့တတိပေးစာထိုက်ရောက်လာပြန်ပြီလီယိုလီမင်းကငါဖောက်တယ်ဆိုတော့ငါနည်းနည်းအချင်ပေးမယ်စက်တူလုပ်ငန်းဆိုတာဘသူကပို့တာဝန်ယူရလဲဆိုတာကြည့်ရတယ်မင်းကြီးကလောက်အားပေးစိုက်တာမင်းကအိမ်ပေါင်ပြီးတိုးကြီးပြီးချီးထားတာအမျက်ကိုတဝက်ခွေးပြီးမင်းကအလကားတတိလုံနေတာပေါ့အခုခင်မှာပတ်စံရှိရင်စက်ဝေလို့ရတယ်ဆက်ရှိရင်လိတ်မွေးလို့ရတယ်နီးပညာဆိုတာအလွယ်လေးပါဦးလေးကြီးကျွန်တော်ကရက်ဆက်တာမဟုတ်ဘူးလောကကြီးကဒီလိုပဲသူ့ကို3,000ပေးတာကမျိုးပေါ်ကကျွမ်းကျင်လောက်တာတယောက်ရဲ့အမြင့်ဆုံးလစာပေးလိုက်တာသူ့ကိုကျွေးမတင်ဘူးဦးလေးပါတထောင်ရွာကဟိုရှုံးမီဤက30ကိုငှားချင်လို့လင်းကြီးမင်းတိချစဉ်းစားပါဦးအဲ့ဒီမိကအရင်ကစွန့်ပြီးရေစိုးတွန်းကြီးလေနောက်မှမြေပြန်ဖူးထားတာပြီမေအောက်ကမြေတွေကပူနေပြီပတ်စံကိုအဲ့ဒီမှာရင်းလိုက်ရင်အလက်ခါဖြစ်သွားလိမ့်မယ်ရပါလေဦးလေးကျွန်တော်စဉ်းစားပြီးသားပါယောဟိုတန်ဃာတို့ရွာကနီးပညာရှင်ကြီးမစ္စတာလီမဟုတ်လားဘလို့လေရွာကအစိတ်တွန်းကြီးကိုငှားလိုက်တယ်ဆိုငါပြောပြမယ်မင်းဘလောက်ပဲတက်တက်အဲ့ဒီကအစိတ်တွေကမင်းမွေးမေးလက်တွေကိုအကူတီးစီမှာလာဝက်လောက်ဆိုရင်မင်းစီကပတ်စံကြီးအကုန်ပြောင်းသွားလိမ့်မယ်အဲ့ဒီကြရင်တော့ရွာထိပ်မှာလာပြီးသမီးတလို့ထုံဖို့မစင်းစားနဲ့အခုကျွန်တော်ကိုလာရင်နေတဲ့အစားကိုကန်ကိုအရင်ကြည့်အောင်ကျွန်တော်သာမရှိရင်အောက်ကအစိတ်ငွေတွေကိုဘသူမှထိမ့်ပေးမှာမဟုတ်ဘူးဒီရပိုင်းအနက်နံလားတွားနိုင်ကြည့်အောင်အရင်ရောအမျက်ရောပျောက်သွားရင်မိုးဖို့တော့မျက်ရည်ရှိမှာမဟုတ်ဘူးကျွန်တော်သူ့ကိုကြုံမဆိုင်တော့ပဲပကုံနေတိုက်ထွက်လာခဲ့တယ်အချင်းကတိတ်မရှိဘူးလောဘတက်နေတဲ့သူနဲ့စကားများနေဖို့အချင်းမရှိဘူးရွာအစုံကဒီရှုံလုံးအကြီးထဲမှာတော့ဥပုံနဲ့လို့အနှံ့ဆိုပြီးထွက်နေတယ်ဒါကအစိမ့်ဝေးကြီးအနှံ့ပဲဤက30စလုံးကမီးပုံလေးရှုံနေချင်းပဲရှိပေါ်မှာလေအချောင်ဆုံးအမြင့်ကြီးရှိနေတယ်ရွာသားတွေအတွက်တော့အစိတ်တွင်းကြီးပေါ့ဒါ
ပေမဲ့ကျွန်တော်အတွက်တော့ရတနာတိုက်ပဲတစ်တွက်ဆွေးတွေနဲ့နှစ်ပုံများစွာပုတ်မိနေတဲ့ဒီမိမေတွေဟာအစိတ်ရှိပေမဲ့အာဟာရတက်တည်လေးအများကြီးရှိနေတယ်ကျွန်တော်လုပ်ရမှာကအစိတ်ထုတ်ပြီးအာဟာရကိုထိန်းဖို့ပဲ ကျွန်တော်ဂေါ်ပြားကိုကြိုက်ပြီးအနှံ့ဆိုးတွေချားမှာစတူးတော့တယ်အနှံ့ကတကူလုံးကိုလွှမ်းသွားတာပဲကျွန်တော်ကဒီတိုင်းရှောက်တူးနေတာမဟုတ်ဘူးမြေနှိမ့်မြေမြင့်ကိုကြည့်ပြီး S ပုံတရံရေမြောင်းကိုတူးရမှာဒါကတွက်ချက်မှုရောလူပင်ပန်းမှုရောတော်တော်လိုအပ်တယ်9ရက်ဆက်တိုက်ကျွန်တော်ဒီမှာပဲစားအိပ်ပြီးတဲစုံလေးထဲမှာနေခဲ့တယ်နေ့တိုင်း10နာရီကျော်ဂေါ်ပြားနဲ့တူးခဲ့တာတကူလုံးနဲ့တိတိတတ်တာပိန်သွားတယ်တွေ့လားအဲ့ဒါငါတို့ရွာကနီးပညာတက်တယ်ဆိုတဲ့လင်းဖုံးလေးကြားရတာတော့သူ့အကူကတိမ်တထောင်ပြီးတာကိုမယူပဲလမ်းခွေးကြီး3000ယူပြီးဒီမှာရှွန့်လာတူးနေတာလေရှွန့်နေလားကစားနေတာပေါ့ဟုတ်ပါသူမိပါတယ်လို့ပဲခေါင်းမာလိုက်တာငါကြည့်ရတဲ့လို့တော့သူတိတ်မခံပါဘူး